ဖြူစင်မှုနှုတ်ကွယ်ကဘဝအန်ဒီရဲ့တစ်စေအချက်လောကမှာလူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာအယံကိုမွန်မြတ်ပါတယ်ဒါပေမဲ့တင်ကလူကောင်းတစ်ယောက်ဖြစ်နေုံနဲ့တင်လောကကြီးကတင့်ကိုကျင်ကျင်နာနာဆက်ဆံလိမ့်မယ်လို့မမျိုးလင့်ပါနဲ့ချင်းသေးတကောင်ကိုတင်ကမစားလို့အဲ့ဒီချင်းသေးကတင့်ကိုပြန်မစားဘူးလို့အာမခံချက်မရှိသလိုပါပဲကျွန်တော်တို့ရဲ့ဖြူစင်တဲ့စိတ်ထားတွေဟာစိတ်ပုတ်ပါသူတွေအတွက်တော့အကောင်းဆုံးအစာထစ်သွားတတ်ပါတယ်ကောင်းမြတ်ခြင်းဆိုတာဓာတ်တလတ်လိုပါပဲကင်တက်ရင်ကိုကာကွယ်နိုင်ပေမဲ့မကင်တက်ရင်တော့ကိုပဲပြန်ရှက်ဖြစ်တတ်ပါတယ်ဒီနေ့မှာတော့တင့်ရဲ့ကောင်းမြတ်တဲ့စိတ်သားတွေကြောင့်သူတစ်ပါးရဲ့ခြာနှင်းကျဲမခံရအောင်ဘလို့စိတ်သက်မျိုးကိုတိဆောက်ရမလဲဆိုတာအချက်30နဲ့အသေးစိတ်ပြောပြပေးသွားပါမယ်နံပါတ်1အချက်ကတနာတက်လွန်တဲ့စိတ်ကိုထိန်းချုပ်ပါပထမဆုံးအချက်ကတော့တနာတက်လွန်တဲ့စိတ်ကိုအတိုင်းတာတစ်ခုအထိထိန်းချုပ်ဖို့ပါကျွန်တော်တို့စီမှာငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့စာနာစိတ်နဲ့လူတိုင်းအပေါ်တနာတက်ကြတဲ့အလေးချင်းရှိပါတယ်ဒါဟာမြင့်မြတ်တဲ့စိတ်ထားပါဒါပေမဲ့တတိထားဖို့ကလူတိုင်းအပေါ်တနာပြနေတဲ့လူဟာအမြဲတမ်းသူတစ်ပါးရဲ့အတုံးချခံဖြစ်သွားရတတ်ပါတယ်ကျင်ကျင်နာနာချင်းဆိုတာလူအချို့အတွက်တော့တကယ်လူအချက်တစ်ခုဖြစ်နိုင်ပေမဲ့လူအချို့အတွက်တော့တင်းရဲ့တနာတက်တဲ့စိတ်ကိုအောင်းနေချက်တစ်ခုလို့မြင်သွားတတ်ကြပါတယ်သူတို့ကဝမ်းနေစရာဇာလန်းတွေဟန်ဆောင်မြက်ခုံးတွေစွတ်တီတင်းစီကအခွင့်အရေးကိုယူလိုက်မယ်တင်ကတနာစိတ်နဲ့အကုန်ပေးဆက်လိုက်တဲ့အခါသူတို့ရီမန်းချက်အောင်မြင်သွားတာနဲ့တင်းစေရနာကိုခြာနှင်းပြီးလွှဲထွက်သွားပါလိမ့်မယ်ဒါကြောင့်တနာမဲ့အစာခွဲခြားတတ်အောင်အရင်သင်ယူပါမတန်တဲ့သူအပေါ်တနာမိတာဟာကိုပြန်နှိမ့်ဆက်တာနဲ့အတူတူပါပဲနံပါတ်2အချက်ကိုချင်းစာစိတ်ကိုလူတိုင်းကိုမပေးပါနဲ့ဒုတိယအချက်ကကိုချင်းစာစိတ်ကိုလူတိုင်းကိုမဝေငှော့ဘူးပါလူတစ်ဖက်သားအပေါ်အမြဲတမ်းကိုချင်းစာစိတ်နဲ့တွေးပေးတတ်တဲ့သူတွေဟာတခုခုဆိုရင်သမားရဲ့အဖြေခံလူသားတွေပဲဖြစ်နေတတ်ပါတယ်တယောက်ယောက်ကတင့်ကိုနာကျင်အောင်လုပ်တယ်တင်ကသူ့ဘက်ကနေသူလဲဘလို့အခက်အရှိလို့လုံလိုက်တာနေမှာပါဆိုပြီးလိုက်တွေးပေးနေပြီလားအဲ့ဒီလိုကိုချင်းစာပေးတတ်တဲ့စိတ်ကိုအခွင့်ကောင်းယူပြီးတင့်တိတ်ခါကိုခြာနှင်းမဲ့သူတွေဟာပတ်ဝန်းကျင်မှာအပြည့်ပါပဲသူတို့ကဒီလူကတော့ငါပါလို့ကိုချင်းစာပေးမှာပဲလို့တွေးပြီးတင့်အပေါ်ပို့ပြီးရောင်းတတ်လာပါလိမ့်မယ်ကိုချင်းစာစိတ်ဆိုတာပေးတင့်နေသူကိုပဲပေးပါတင့်အပေါ်တန်ဖိုးမထားတဲ့သူတွေအတွက်ကိုချင်းစာပေးနေတာဟာတင့်ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကိုဖျက်ဆီးနေတာနဲ့အတူတူပါပဲနံပါတ်3အချက်အာနာတတ်တဲ့အကျင့်ကိုအမြင့်ပြတ်ပြောက်ပါတတိယအချက်ကအာနာတတ်တဲ့အကျင့်ပါလူတိုင်းကိုအာနာတတ်တဲ့စိတ်ကြောင့်ကိုယ့်ဘက်ကဘလို့အခြေအနေမျိုးရှိကူညီတတ်ကြသူတွေရှိပါတယ်အဲ့ဒီလိုကူညီလိုက်လို့သူအဆင်ပြေသွားပေမဲ့ကိုအရေးကြုံလာတဲ့အခါမှာတော့ကိုယ့်ဘက်ကအဆင်မပြေပဲကြံနေခဲ့တာမျိုးမကြာခဏကြုံဘူးမှာပါဒီလိုအခြေအနေမျိုးကအချင်းချင်းအခါခါဖြစ်နေပြီဆိုရင်တော့တင်ကအာနာယာကနေအနိုင်ချင်းကန်ဖြစ်နေပါပြီတင်ရဲ့အာနာတတ်တဲ့စိတ်ကိုအခွင့်ကောင်းယူပြီးတင်ကိုခြာနှင်းသွားမဲ့သူတွေဟာတင်အနီးအနားမှာပဲရှိနေတတ်ပါတယ်လို့ညင်းရမှာကိုမကြောက်ပါနဲ့မကူညီနိုင်တဲ့အရာကိုမကူညီနိုင်ဘူးလို့ပွင့်လင်းပြောတတ်ဖို့လိုပါတယ်ကိုအာမနာပဲသူတစ်ပါးကိုပဲအမြဲအာနာနေခြင်းဟာတင့်ဘဝကိုအမောင်ချနေတာနဲ့အတူတူပါပဲနံပါတ်4အချက်ဖေးတော့မှအယုံမလွယ်ပါနဲ့စရုဒ္ဓချက်ကတော့အယုံမလွယ်ပါဘူးပဲပါအပြုံးတွေရဲ့နောက်ွယ်မှာဝှိထားတဲ့ဓားသွားတွေကိုကျွန်တော်တို့ဘေးတော့မှမမြင်နိုင်ပါဘူးဘဝမှာတင့်အယုံကြည်ဆုံးလူတွေကပဲတင့်နောက်ကျောကိုဓားနဲ့ထိုးသွားကြတာမျိုးကြုံဘူးလားကိုဒိုးတောင်မယုံရတဲ့ဒီခေတ်ကြီးထဲမှာအယုံလွယ်တာဟာတင့်ဘဝကို6တဲတွန်းပုတ်လိုက်ကြတဲ့အတူတူပါပဲတနာတတ်တဲ့သူတွေဟာအယုံလွယ်တတ်ကြပါတယ်အဲ့ဒီအချက်ကိုသိနေတဲ့လူလယ်တွေကဟန်ဆောင်မြတ်ထုံးနေနဲ့တင့်စီလာနီတင့်ကိုချော်နှင်းဖို့အကွက်ချပါလိမ့်မယ်လူတယောက်ကိုယုံကြည်ဖို့အတွက်နှုတ်ကထွက်တဲ့စကားလုံးတွေထက်သူ့ရဲ့လောက်ရက်တွေကိုအချိန်ယူပြီးစောင့်ကြည့်ပါယုံကြည်မှုဆိုတာလွယ်ကူနဲ့ဈေးပေါ်ရောင်းချရမယ်အရာမဟုတ်ပါဘူးနံပါတ်5အချက်ရိုးသားပါဒါပေမဲ့မတုံးအားပါနဲ့ရိုးသားခြင်းရဲ့နောက်မှာတွန်းအားခြင်းပါလာတဲ့ဆိုရင်တော့အဲ့ဒီလူဟာလောကရဲ့နင်းပြားဖြစ်သွားပါလိမ့်မယ်လူတိုင်းကကိုယ့်လိုစိတ်မျိုးရှိခြင်းမှရှိမှာပါတင်ကလူတိုင်းအပေါ်အယိုးကန်နဲ့ပေါင်းတင်တာဟာကောင်းမြတ်ပေမဲ့လူအချို့အတွက်တော့တင်းရဲ့ရိုးသားခြင်းဟာ6တွန်းကိုအကောင်းဆုံးအခွင့်အရေးဖြစ်သွားပါလိမ့်မယ်တင်းရဲ့ရိုးသားမှုကိုအသုံးချပြီးတင့်တိတ်ခါကိုကြောက်အောင်လုပ်ဖို့စောင့်နေတတ်ကြပါတယ်ဒါကြောင့်ရိုးသားတဲ့နေရာမှာညံပါစေပါမြေတကောင်ဟာအစိတ်မရှိပေမဲ့ရန်သူတွေအနိုင်မကျင်းနိုင်အောင်ပါးပြင်တော့ထပ်ပြတက်ရပါတယ်နံပါတ်6အချက်အခမဲ့ကူညီပေးခြင်းကိုကန့်တတ်ပါ6ချက်မြောက်အချက်ကတော့တင့်ရဲ့စွမ်းဆောင်ရည်နဲ့အချိန်တွေကိုအခမဲ့အမြဲတမ်းပေးမနေပါနဲ့
တင်ကအမြဲတမ်းအခမဲ့ကူညီပေးနေတဲ့အခါလူတွေကတင့်ရဲ့တန်ဖိုးကိုမေ့သွားကြပါလိမ့်မယ်။တင့်ရဲ့ကူညီမှုကိုတာဝန်တစ်ခုလိုမျိုးထင်မြင်လာကြပါလိမ့်မယ်။တခါတလေတင်မအားလို့မကူညီနိုင်တဲ့အခါသူတို့ကတင့်ကိုကျေးဇူးခံတယ်လို့တော့ဆွတ်ပြတ်သွားနိုင်ပါတယ်။ဒါကြောင့်တင့်ရဲ့အချိန်နဲ့လှုပ်အားကိုတန်ဖိုးထားပါ။ကူညီတဲ့နေရာမှာကူညီပါ။ဒါပေမဲ့တင့်ကိုအသုံးချနေခြင်းဆိုရင်တော့တန်ဖိုးတစ်ခုသတ်မှတ်ထားဖို့လိုအပ်ပါတယ်။နံပါတ်9အချက်အတိတ်ကအမောတွေကိုပြန်မပြောပါနဲ့။ခုနှစ်ချက်မြောက်အနေနဲ့တင့်ရဲ့အားနည်းချက်တွေနဲ့အတိတ်ကအမောတွေကိုလူတိုင်းကိုလိုက်မပြောပါနဲ့။တနာတတ်တဲ့သူတွေဟာရင်ပွနာတာဝါသနာပါတတ်ပါတယ်။ဒါပေမဲ့တင့်ယုံကြည်ပြီးပြောလိုက်တဲ့လှုပ်ချွတ်ချက်တွေဟာတနေ့မှတင့်ကိုပြန်တိုက်ခိုက်မဲ့လက်နက်တွေဖက်သွားနိုင်ပါတယ်။လောကမှာလူတိုင်းကတင့်အပေါ်စေတနာမရှိပါဘူး။တင့်ရဲ့ဒဏ်ရာကိုတိသွားတဲ့အခါအဲ့ဒီဒဏ်ရာကိုပဲထက်ခါထိုးဆွမဲ့သူတွေရှိနေတတ်ပါတယ်။တင့်ရဲ့အတိတ်ကိုတင့်စီမှာပဲတင်ထားပါ။တင့်ရဲ့အနာဂတ်အတွက်ပဲအားဆိုင်ပါ။နံပါတ်10အချက်လူတိုင်းရဲ့အကြိုက်ကိုလိုက်မဖြေပါနဲ့။ people pleaser တယောက်ဖြစ်နေခြင်းဟာတင့်ကိုယ်ပိုင်ဘဝကိုဖျက်ဆီးနေတာနဲ့အတူတူပါပဲ။လူတိုင်းကိုစိတ်ကျေနပ်အောင်ထားနိုင်တဲ့သူဟာလောကမှာမရှိပါဘူး။တင်ကလူတိုင်းအပေါ်ကောင်းပြနေရင်လည်းတင့်ကိုမောင်းတဲ့သူကတော့ရှိနေမှာပါပဲ။လူတွေရဲ့အလိုကျရှင်သန်နေမဲ့အစားကိုယ့်ရဲ့လိပ်လာတန်ရှင်းမှုနဲ့ကိုယ့်ရဲ့စံတန်ဖို့တွေအတိုင်းပဲရှင်းသန်ပါ။တင့်ကိုတကယ်ချစ်တဲ့သူတွေကတင်ဘယ်လိုပဲနေလက်ခံပေးကြပါလိမ့်မယ်။နံပါတ်9အချက်တည်စင်မှုမှာအတိုင်းအတာရှိပါစေ။တည်စင်မှုဟာခန္တီပါရမီမြောက်ပေမဲ့အဓိပ္ပာယ်မရှိနှိပ်စက်ခံနေရတာကိုတည်စင်နေခြင်းဟာမိုက်မှခြင်းပါ။တင့်ကိုတကြိမ်စော်ကားရန်သူမှားပါတယ်။ဒါပေမဲ့ထက်ခါတလဲစော်ကားနေခြင်းကိုတင်ကတည်စင်နေခြင်းဟာတင်မားနေတာပါ။လူတွေကတင့်ဘလောက်ထိတည်စင်နိုင်လဲဆိုတာကိုစမ်းသပ်ကြပါလိမ့်မယ်။တင်ကဇီးတစ်ခုတားမထားဘူးဆိုရင်သူတို့ကအဲ့ဒီဇီးကိုကြော်လာမှာပါ။တင့်ရဲ့တိတ်ခါကိုထိပိုက်လာတဲ့အခါမှာတော့ပြက်ပြက်သားသားတုံ့ပြန်တတ်ဖို့လိုအပ်ပါတယ်။နောက်ဆုံးစေချမ်းမြောက်ကကိုအရင်ချစ်ပါလို့ပြောပါတယ်။သူတစ်ပါးကိုမေတ္တာမဝေငှခင်ကိုအရင်မေတ္တာထားပါ။တင်ကိုယ်တိုင်စိတ်ချမ်းသာမှတင်ကိုယ်တိုင်ထန်မာမှသူတစ်ပါးကိုအမှန်တကယ်ကူညီနိုင်မှာပါ။ကိုနှိပ်စက်ပြီးသူတစ်ပါးကိုကူညီနေခြင်းဟာရေရှည်မှာတင့်ကိုစိတ်သက်ကြစေပါလိမ့်မယ်။တင့်ရဲ့လိုအပ်ချက်တွေကိုအရင်ဖြည့်ဆည်းပါ။တင့်ရဲ့စိတ်မွန်းကြံရည်ကိုအရင်ကြည့်ပါ။တင်ဟာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုအမြဲတမ်းရပြီးကိုလေးစားမှုရှိနဲ့ရှင်သန်ပါမိတ်ဆွေလောကကြီးကိုကျင်ကျင်နာနာဆက်ဆံပါဒါပေမဲ့တင်းရဲ့ကျင်နာမှုကိုခြာနှင်းကိုလာတဲ့ခြေထောက်တွေကိုတော့အကဲခတ်တတ်ပါစေတနာတက်ခြင်းကိုချင်းစာခြင်းယူသားခြင်းဆိုတာတန်ဖိုးရှိတဲ့ယရနာတွေပါအဲ့ဒီယရနာတွေကိုတန်ဖိုးမသိတဲ့သူတွေလက်ထဲမအပ်မိပါစေနဲ့အသိဉာဏ်ရှိနဲ့အေးချမ်းစွာရှင်သန်နိုင်ကြပါစေ